အဲ့လိုမျိုးမှပဲထိမှာဗျနေရန်ကတ်တဲ့ပရိယာလေးပြင်မှာโอเคဒီကနေမထိဆိုဒီဘက်ကနေပြန်ပြပြသိမလားတော့ထွက်လာတာမြင်တယ်တန်းပြโอเคကဲအားလုံးပဲမင်္ဂလာပါ brother တို့ကျွန်တော်တော့ local rate ပဲဖြစ်ပါတယ်ဒီနေ့ brother တို့ကိုကျွန်တော်ဒီ training ဆင်းလို့ကောင်းမယ်နောက်ထပ် warm-up က training ခွင့်လေးလိုက်ပြပေးမယ်ဒီမှာကျဘာတွေ training ဆင်းလို့ကောင်းလဲဆိုတော့ DBA ပဲဖြစ်ဖြစ် Astral K ပဲဖြစ်ဖြစ်ပေါ့နော် brother တို့ကြိုက်နေတဲ့ gun ကို train လို့ရတယ် gun နဲ့လုံးကင်ပြီးတော့လေဒါ training ဆင်းလို့ရတဲ့ကွင်းလေးတစ်ကွင်းပေါ့နော်ကွင်းရတာတစ်ကွင်းနဲ့ training ဆင်းလို့ရတဲ့နေရာအများကြီးရှိရပေါ့နော်ဒီကွင်းကိုကျွန်တော်မပြခင် training ကွင်းဘယ်လိုဝင်ရမလဲဆိုတာလည်းပြပေးမယ်နောက်ပြီး training ကွင်းထဲမှာကွင်းတွေအများများတာဖြစ်တဲ့အတွက်ဝင်ရမယ့်ပုံစံကိုကျွန်တော်တစ်ခါတည်းပြပေးသွားမယ်နော်ဒါဆိုရင်ကျွန်တော်ရဲ့ work gun လေးကိုရှင်းပေးလိုက်မယ်နော်โอเคဒီမှာပထမဆုံးကျွန်တော်တို့ဒီမှာเนาะကျွန်တော်တို့မြေပုံပြောင်းတဲ့ကောင်လေးเนาะအဲကောင်လေးကိုနှိပ်မယ်ဒီမှာကျွန်တော်ဝိုးဆိုတာလေးရှိရเนาะအဲဝိုးလေးကိုနှိပ်မယ်ဝိုးဆိုတာလေးနှိပ်ပြီးသွားပြီဆိုတော့ねကျွန်တော်တို့ဒီမှာကုတ်ရိုက်တဲ့ကောင်လေးရှိရပေါ့เนาะโอเคဒါလေးကိုနှိပ်လိုက်မယ်4 2 6 4 5 9 4โอเคအဲ့ပြီးကျွန်တော်တို့ရှာလိုက်မယ်เนาะโอเคဒီမှာကွင်းလေးတွေ့ပြီပေါ့เนาะဒီကွင်းကိုကျွန်တော်တို့ဒီမှာ select လေးနှိပ်လိုက်မယ်เนาะโอเค select လေးနှိပ်ပြီးသွားပြီဆိုတော့ねကျွန်တော်တို့ရဲ့ကျွန်တော် step လိုက်မယ်ပေါ့เนาะဒီမှာပြောင်းသွားပြီเนาะ step လေးနှိပ်လိုက်မယ်ကျွန်တော် training ကွင်းနဲ့ရောက်လာဆိုတာနဲ့ပထမဆုံး brother တို့ gun တွေကဒီမှာဝယ်လို့ရတယ်ပေါ့နော်ဒါတော့ brother တူပြီးသားပဲဖြစ်မှာပါကေဆင်းလို့ကောင်းတဲ့ခွင်းကိုကျွန်တော်လိုက်ပြပေးမယ်နော်ဒီအပေါ်တွေပါလဲတက်မသွားနဲ့နော်ဒီအပေါ်မှာလဲ training ကွင်းတွေတော့ရှိရဲဒါပေမဲ့ဒီ training ကွင်းတွေကိုသွားမဆွဲနဲ့ဆင်းကျင်တော့ဆင်းပေါ့နော်ဒါပေမဲ့ဒီမှာလုံးဝဆင်းလို့ကောင်းတဲ့နေရာကြီးဒီမှာဒီနားနေရောက်ပြီဆိုတာနဲ့ဒီမှာဒီ3ခုတန်းနေဗျအဲ3ခုတည်းဘယ်ဘက်အစွန်ဆုံးဝင်လိုက်ဗျာโอเคဘယ်ဘက်အစွန်ဆုံးဝင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီအောက်ကိုကျွန်တော်ဆင်းလိုက်ဗျာဒီလားဒီနေရာမှာတစ်ခုကြံနေခဲ့ရပါတော့ brother တို့အနေနဲ့ဒီကအောက်ကဘော်လေးတွေကိုတွားပစ်ပါအောင်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်အိမ်အောက်ထဲမှာရှိရပါတော့အဲ့ဘော်လေးတွေအဲ့ဘော်လေးပြစ်မှာပဲအဲ့ဘော်လေးတွေအောက်ကိုဆင်းလာမှာပေါ့နော်ဆိုတော့ဒီလိုအောက်ကိုဆင်းလာမယ်ဆိုရင် enemy တွေကထွက်လာတာရမ်းမြန်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ခွင်းထပ်သွားမယ်ဆိုရင်ကျွန်တော်တို့အောက်ကနေဒီအပေါ်တက်ခဲ့ပေါ့နော်တက်ခဲ့ပြီးကျွန်တော်တို့ဒီကနေပြန်ထွက်မယ်โอเคကျွန်တော်တို့ဒီကနေထွက်လာပြီဆိုရင်ကျွန်တော်တို့ဒီအလေခန်းကတော့ကျွန်တော်တို့တွေ enemy တွေကငြိမ်နေတာပေါ့နော် target တွေက target အသေးတွေပေါ့နော်โอเคကျွန်တော်ဒီဘက်ထက်သွားမယ်ဒီဘက်ထက်မှာဆိုရင်အဲ့လိုမျိုးသွားနေတဲ့ဒါ target လေးတွေရှိတယ်ဒါကိုကျွန်တော်တို့လိုက်ပြီးတော့ပြစ်မယ်ပေါ့နော်ဒီထဲမှာဆိုရင် training ဆင်းလို့ကောင်းတဲ့နေရာရှိရပေါ့နော်ဒီကောင်ဆိုရင်ဘေးပညာရမ်းနေတယ်အဲ့တော့ကျွန်တော်တို့ကခုံပြီးတော့ဒါတန်းပြစ်လို့ရတယ်ပေါ့နော်ဒီကောင်လေးဆိုရင်အဲ့လိုမျိုးနေရန်ချားနေဗျနေရန်ချားနေအချိန်မှာကျွန်တော်တို့လိုက်ပစ်တာပေါ့နော်အဲဆိုရင်ကျွန်တော်နောက်တစ်ဖက်ကိုထပ်သွားမယ်နော်နောက်တစ်ဖက်မှာကျတော့ဒီလိုမျိုးနှစ်ခုရှိတယ်ကျွန်တော်တို့ကဒီမှာကျအကက်လေးပေါ့နော်ဒီအကက်လေးကျဒီလိုမျိုးပြစ်မှဒီမှာခုံပြီးတော့လေဘယ်ဘက်ကိုရောက်သွားဆိုမှအဲ့လိုခုံပစ်တာပိုကောင်းတယ်ပေါ့နော်အဲ့လိုအနီးကခုံပစ်မယ်ဆိုရင်ဒါမထိဘူးပြသေးရမလားဒီလိုအနီးကခုံပစ်မယ်ဆိုရင်ဝေးကနေခုံမှာပဲထိရင်ထိတယ်မှာပြသေးလားဒါဒီလိုကတ်သွားရင်ဒါပြစ်လို့မရတော့ဘူးเนาะနေရန်ကိုလေးကတ်သွားပြီဆိုလေအဲ့လိုမျိုးသူကဘယ်ဆိုရင်ကိုကညာအဲ့လိုမျိုးလေးတွားပြီးပြစ်ပေါ့เนาะဟေးအဲ့လိုမျိုးမှပဲထိမှာဗျာနေရန်ကတ်တဲ့ပတ်တွေရတယ်ကြည့်ရမလားโอเคဒါဆိုရင်ကျွန်တော်နောက်တစ်ခုထပ်သွားမယ်နောက်ကကျွန်တော်ဒီလိုမျိုးပေါ့เนาะဒီကနေမထိဆိုဒီဘက်ကနေပြန်ပြပြသိရမလားတော့ထွက်လာတာမြင်တယ်တန်းပြโอเคတော့ပညာလေးကြည့်နေပေါ့နော်ပညာလေးကြည့်နေဘယ်လိုမြင်ပြီးဆိုတာနဲ့တင်မလားထွက်လာပြီဆိုရင်ကျွန်တော်တန်းပြပြသေးမလားโอเคပညာလေးလူကလှည့်ပေးနေအဲ့မှာကျွန်တော်တို့ကပြစ်တဲ့ခါကျရင်ကျွန်တော်တို့ကမြင်လိုက်နေကျွန်တော်တို့တန်းပြီးတော့ပြစ်လို့ရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကဟာကိုသွားပြီးတော့ပြစ်မယ်ဒီကောင်ကျတော့အဲ့လိုမျိုးအပေါ်အောက်ဆင်းနေတာပေါ့နော်အပေါ်အောက်တက်နေဒီကောင်ကျတော့အားရကိုကျွန်တော်တို့ပြစ်လို့ရတယ်ဒါဆိုရင် brother တို့အနေနဲ့ဒါ training ဒီ DBS ပဲဖြစ်ဖြစ် short gun ပဲဖြစ်ဖြစ် train မယ်ဆိုရင်ဒါ training ဆင်းလို့ကောင်းတဲ့ queen လေးကိုဘယ်လိုဝင်ရမလဲဆိုတော့ဒါ brother တို့ကိုယ်တိုင်လည်းဒါတည်သွားပြီလို့ထင်ပါတယ်အားလုံးအဆင်ပြေမယ်လို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်ကျွန်တော်တို့ local rate ပဲဖြစ်ပါတယ်အားလုံးပဲဘိုင်ပါ brother တို့